ပြန်အောင်မတိုက်သွားပါဘူးရောအဲ့ရောနေပြီးတော့ဆိုလိုချင်တာကအဲ့ဒီအချိန်မှာကလေးကကြော်ရတိုင်ရောခေါင်းဆောင်ဘိုင်းတော်တော်များများဟာဥအောင်သူတို့ဘာလို့ကအစ UNG ဟာတခုတည်းတော့ဆိုတဲ့အောက်ကနေပြီးတော့ထပ်ပေါက်သဘောမျိုးကင်ရမယ်ဆိုတဲ့သဘောမျိုးနဲ့တွားနေတယ်ကျွန်တော်တို့က2024ဆိုရင် UNG ကိုတော်တော်ကြီးကိုပြောနေပြီဒီစင်ပါနော်ဒီတော့မြေပြန့်ခေါင်းဆောင်အနေနဲ့တက်ကြွလို့ချောသူတွေကြားထဲမှာဒီဆွေးနွေးပွဲတော်မှာတော်တော်ကြိုးစားပြီးလုပ်လိုက်ရတယ်ပွက်လေးနဲ့ဆွေးနွေးတဲ့နောက်ထပ်ဆွေးနွေးပွဲတွေမရှိဘူးတကယ်ကပုံနကားတို့အဲ့လိုမျိုးဥအောင်ထူးတို့နဲ့တခြားတော်လိုင်းခေါင်းဆောင်တွေသူတို့ဘက်ကတိုင်းသားဒီကချင်တပ်မဟာတွေမှာအရာရှိအနေနဲ့လောက်ခဲ့ပူတဲ့လူတွေပါတယ်ပုံနကားကိုမေးတယ်ပြောဆွဖြစ်တယ်အဲ့လိုမျိုးဟာမျိုးတကယ်ကများများဆဆလောက်ရမှာများများလေးကိုလောက်ရမှာအခုချိန်မှာစစ်မတပ်ပဲဒါကြီးပဲထိုင်လောက်ရမှာကျွန်တော်ပြောချင်တာကအဲ့ဒါဘာဖြစ်လို့လဲဒီအဟာမှတော့အဖြစ်မထွက်ဘူးတစ်ဖက်ကတော့အခက်ခဲဖြစ်လို့ကချင်နဲ့ပတ်သက်တဲ့ဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြောလို့ဆိုလို့နားချပေးလို့ကချင်ကို message ပေးနိုင်မဲ့ ideology ဘိုင်းကနေပြီးတော့ပြောကြည့်တာပေါ့မရခဲ့ဘူးလို့မြင်ရတယ်ဒီတော့ဒီလိုအခြေအနေမျိုးဟာထိပ်ပိုင်းမှာတော့မရှိဘူးเนาะအောက်ဖက်ကဘာမဟုတ်တဲ့အဖွဲ့တွေဆိုရင်ဘာအတန်မှကိုထွက်လို့ရမှာမဟုတ်ဘူးဒါဘုံကအစ်စ်မို့လို့ဒီတော့ပြောချင်တာကဒီလိုမျိုးအပေါ်ပိုင်းဥပမာပေါ့ KIA ကိုဓာတ်ရိုက်ဆောက်မပို့ဘူးလို့တချို့တွေကျွန်တော်ပြောကြတယ်ဟာကျွန်တော်မဟုတ်ဘူးတခြားလူတွေတိတန့်တော့ပို့တာရှိတယ်ဗိုလ်ချုပ်ကမော်တို့ဘာလို့ post ရေးတဲ့အောက်မှာ comment ချက်ပါမှာတော့ပို့တယ်ဒါပေမဲ့စီးလောက်ပြီးတော့ဘာမှပြန်မပြောဘူးကျွန်တော်တို့ပို့ချင်တိုင်းပို့လို့ရတဲ့လူတွေမှမဟုတ်တာပဲသူတို့ကလူကြီးတွေဖြစ်တယ်ခေါင်းဆောင်ကြီးတွေဖြစ်တယ်လေသူတို့မှတည်င်းနဲ့ပြန်ကြားရရှိတယ်လေပြီးတော့အရေးတယူလောက်ပြီးဖြည့်ရှင်းရမယ် talking point တွေရှိတယ်လေဒါတွေကိုအဓိကထားဖြည့်ရှင်းရမယ်ဥစ္စာကိုသူတို့ဖြည့်ရှင်းမဲ့တဲမှာဘယ်လောက်ခိုင်မာလဲဆိုတဲ့ဟာတွေလည်းကြည့်ပါပေါ့ဒါဆိုတော့သူတို့ဖွဲ့စည်းပဲသူတို့မေးတယ်လေကျွန်တော်တို့ကဖောင်းလို့တလို့ဖြစ်တာပေါ့ပြောချင်တာကအဲ့ဒါကိုကြော်ဖို့အတွက်ဥအောင်ထူးလို့နဲ့သွားဆွေးနွေးပြီးတော့ပြောခိုင်းတဲ့ပုံစံမျိုးနဲ့သွားတိုးရတာမှမပတ်ဘူးအဲ့လိုတော့မပတ်ဘူးအခုချိန်မှာတော့ဘယ်လိုနေလဲတော့မသိဘူးဥအောင်ထူးကတော့ UNG တော်တော်လေးပြောလိုက်ပြီဒီတော့ဗျာအဲ့ဒီအချိန်မှာ UNG ထဲမှာလည်းစိတ်ဝင်ထားတဲ့ဟာတွေရှိမဲ့ဆိုတာအခုချိန်ထိပို့သေးချလာပြီဆာရဖားတာမဟုတ်ဘူးရှင်းရှင်းပြောရင်စက်ကောက်စီဘက်ကထည့်ထားတာတယောက်မကားတော့ရှိမှာပဲအသိချတယ်မဟုတ်လားဒီတော့ UNG ကဒီလိုမျိုးဟာတွေကိုပြန်စီစစ်တာလို့မလုပ်ဘူးပွင့်လင်းမြင့်တာဆိုတာလည်းမချပြဘူးတောင်းဝခံမှုလည်းမရှိဘူးဒီတော့သူနဲ့ပတ်သက်နေတဲ့ဟာတွေလည်းတွားလိုက်ကုန်မှာပေါ့တဖြည်းဖြည်းနဲ့ဒီကနေပြီးတော့တော်တိုင်းတကွဲပြားတကွဲတပြားဖြစ်သွားတာတကယ်တော့စုစည်းမှုဆိုတာအဲ့မှာကလေးက UNG အောက်ကိုထိုးထက်ခဲ့တာလူကြီးတွေကအစပါတယ်ဆိုတာကိုပြောချင်တာလူကြီးတွေဆိုတာတော်တော်လေးနားလဲတဲ့အခြေအနေတော်တော်လေးအတွင်းပိုင်းမှာပါတဲ့လူတွေအားလုံး UNG အောက်ကြီးပဲလုပ်ခဲ့တော့အခုချိန်မှာမအောက်နဲ့တော့ UNG အောက်ကနေမဟုတ်ဘူး UNG ဘယ်လိုမျိုးပြန်လုပ်မလဲဆိုတာလုပ်လို့မပါတော့ဘယ်သူပြစ်လဲအပြစ်လည်းတင်နေလို့မရတော့ဘူးပြီးသွားပြီပို့တော့ပြီးသွားပြီ UNG ကတော်တော်လေးဆူဆူကအောက်တန်းကျသွားရုံမှဆိုကောက်ကြည့်ဆင်းလဲသွားတယ်ကိုတော်လိုင်းကိုဖျက်ဆီးလိုက်ပြီသူငယ်အသက်တွေချနေလိုက်ပြီဒါတော့အသိချလိုက်တက်တိပြစရာတွေအများကြီးပဲဒီတော့အဲ့လိုမျိုးဟာကိုဘာတခုလို့သွားလဲဆိုရင်အကြီးကနေပြီးတော့အငယ်ကိုအပြန်အလှန်လေးစားမှုမရှိတာပဲဓာတ်တူညီများစိတ်ဆိုအဝေးတကယ်ကဓာတ်တူညီများမဟာမိတ်ဆိုတဲ့စိတ်ကိုအောက်ကလူတွေကဆရာတဘောအနေနဲ့ရဟန်းဆက်ဆိုင်တွေပါတွေကမဆက်ဆံပါဘူးဒါပေမဲ့အပေါ်စီးရောက်နေတဲ့လူတွေကအောက်ကိုဓာတ်တူညီများစိတ်မထားနိုင်ဘူးလေးစားမှုဆိုပို့ဆိုးတကယ်ကအပြန်အလှန်လေးစားတဲ့ဓာတ်တူညီများမှုရှိတဲ့မဟာမိတ်ကိုရအောင်စုဖွဲ့မှတာပဲဒါဟာတစုတစ်ဖွဲ့တဲ့ပုံစံနဲ့ဝင်တာအခုကဆရာကြီးအကွက်ကနေပြီးတော့မဆင်းဘူး UNG ထဲကဘာမဟုတ်တဲ့အဆင့်တော့မှာပဲဓာတ်တူညီများတဲ့မဟာမိတ်တိဆောက်ဖို့အဝေးကြီးပဲသေးအောက်ကိုစီးပဲတော့တွင်းနေတာအခုလဲဟုတ်လားအဲ့ဒီငါအောက်ကိုတော့တွင်းလို့အာနာရှင်ဖြစ်တာလည်းဘယ်လိုဖြစ်သွားမလဲနော်ဒီတော့ကျွန်တော်ပြောတာတစ်ချက်ဒီလိုအခြေအနေမှာထပ်ပြီးတော့နောက်တစ်ချက်ပြန်ကြည့်ကျွန်တော်မချိတ်ဆက်သေးဘူးเนาะကျွန်တော်တို့ BNRA ဝိုင်းပြီးတိုက်တဲ့အင်အားထောက်ချီမှာเนาะကြည်ဆန်လက်လက်ခဲရပေါ်ပေါ်လောလောတောက်တော့ကျွန်တော်ပြောခဲ့တဲ့3,000ကျော်လောက်ကြည်ဆန်ဝယ်ပြီးတော့ကိုကန်နဲ့ KIA ရောက်ဝယ်တယ်လို့ကြားတယ်အတီတော့ပြုတ်လို့မရဘူးဒါပေမဲ့ဘယ်လိုပဲပြောကျွန်တော်ပြောတော့အတီပြုတ်နိုင်တာက6ရောက်ရှိပြီ BNRA ပြတာကချင်ဗမာစကားမပြီးတဲ့လူတွေဗီဒီယိုတက်တဲ့နဲ့တကွာရှိတယ်မတက်ဘူးဆိုရင်ပြော
လက်ရှိဖမ်းထားတဲ့လူတွေကိုလွတ်ပေးမယ်ဆိုရင်ပြောတက်တစ်ပြောင်းမယ်ကချင်ပါလားမပါလားဆိုတာကိုပြောတာအဲ့တော့တချို့တွေကအဲ့ဒါပြောရင်မကြိုက်ဘူးကချင်ကိုထိတာနဲ့ KIA ပြောတော့နော်ကချင်ဆိုတာကချင်လူမျိုးတွေဘာမှကိုမဆိုင်တာကျွန်တော်ပြောတာ KIA ကဆရာကြီးဖြစ်တယ်ထိတ်ချပေးနိုင်ရမယ်ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးအင်အားကိုစုစည်းထားတဲ့အင်အားထောက်ချီကို2000ကျော်လောက်ရှိတယ်လို့ကျွန်တော်သိရတယ်တက်တစ်ကအဝါမီပြန်လူတာပို့မရဘူးရှင်းရှင်းပြောပတ်ပြေးနေတာပြန်လာဖမ်းလို့လေဒါပေမဲ့ကျွန်တော်တို့တက်တစ်တခြားဟာတွေရှိပါတယ်ဒါပေမဲ့ဗျာမြေပြင်မှာဒဲပြောရမယ်ဆိုရင်အဲ့ဒီဒေသမှာကချင်တွေတွာလာနေတဲ့ KIA တွေတွာလာနေတာကိုစော်ထဲနဲ့တွာနေတာအလုံးလူတိုင်းနီးနီးတွေ့ဘူးတယ်အဲ့ဒီဒေသမှာအဲ့ဒီစခန်းချတဲ့ BNI ဝိုင်းဖြိုတဲ့အချိန်ကြီးနော်ဒီတော့ပြောလိုက်မယ်ကျွန်တော်ပြောတယ်ဆက်လက်တွေကိုတော့ငကြင်းကြီးတွေကိုပြစ်တာမှခါမဖော်နိုင်အောင်ဒီကတုတ်ချင်းအပေါ်နားမှာနေခေါင်းလေးပြုတ်ထွက်လာပြီးချောင်းပြီးတော့ပြန်ပြစ်ဖို့မပေါ်နိုင်အောင်ကိုပြစ်အားကောင်းတယ်ရင်းမပဲပလဲမှာအဲ့ဒီကောင်မျိုးတွေကမှမရှိဘူးဘာလို့ဆိုစေရေးတွေ့ကြုံနဲ့လက်နဲ့ကိုပိုင်နိုင်သုံးနိုင်တာမျိုးနောက်တစ်ချက်ကဘလိုပဲပြောကြည်စံခဲရပေါ်ပေါ်လုံးလုံးတိုင်းနိုင်ချင်မရှိဘူးအခုဘိုးတော်နီတကူတော့ခရိုင်ပင်လယ်ဘူးအချုပ်ဆိုတာကအဲ့ဒီနေရာမှာစစ်တီတာတက်ဆိုတာ KIA 2ကဘာနေပြီးတော့ထိတ်ချုပ်ထားတာဥဆောင်လားဟုတ်လားဒါအတိချတယ်မဟုတ်လားအတိပြုတ်ပေးကြည့်ကျွန်တော်ပြိတ္တတွေစစ်တီတာတက်ဆိုတာ KIA 2ကဘာဥဆောင်လား2ကဘာကိုကဲတာ right ဟုတ်လားဒါလေးတစ်ချက်မေးလိုက်မယ်စစ်တီတာတက် KIA 2ကဘာကိုကဲတာမဟုတ်လားဟုတ်တယ်မလားပြီးတော့စစ်တီတာတက်ကကောလဲကတာကမ်ဘလူလောက်ပဲလားဖြည့်ကြည့်လေကောလဲကတာကမ်ဘလူ3ခုတည်းစစ်တီတာတက်ဆိုလောက်တာလားစကိုင်းတစ်ခုလောက်လားဖြည့်ကြည့်ကျွန်တော်ပြောတာဒီနှစ်ခုပဲမေးတာစစ်တီတာတက်ကကချင်ပြည်နယ်မှာတော့လုံးဆရာမလိုဘူးလေစကိုင်းအထက်မှာဆိုရင်ကောလင်းကတာကမ်ဘလူ3ခုတည်းလောက်ထားမှလားစကိုင်းတစ်ခုလောက်လားအကွေးတီတောင်ပါမလားမသိသေးဘူးစကိုင်းတော့တိတ်ချတယ် UNG နဲ့ပါပြီးစစ်တီတာတက်စကိုင်းတစ်ခုလောက်ဟာအခုချိန်ထိစစ်တီတာတက်အောက်မှာအင်အားထောက်ကြီးအဲ့လိုစုပြီးတော့လောက်တဲ့ဥစ္စာကိုမသိစရာအကြောင်းရှိမလားမပစရာအကြောင်းရှိမလားလက်မှတ်ထိုးပေးမှလောက်လို့ရတဲ့စစ်ရေးလှုပ်ရှားမှုအင်အားကိုမလုပ်စရာမသိဘဲနဲ့ခိုးကြခိုးရလောက်လို့ရမလားအဲ့ဒါကိုပါငင်းစရာရှိလို့လေကျွန်တော်ပြောတာဒီတိုင်းကောက်ချက်ကိုပဲ KIA ပါတယ်လေ KIA ကကောလင်းကတာကမ်ဘလူ3ခုပဲစစ်တီတာတက်လောက်ထားရင်ဆိုတော့ဘာမှမရှိဘူးအဲ့ဒါထမီဘူးစီးတော့ပဲရှိတယ်အဲ့ဒါစကိုင်းတိုင်းမှာစစ်တီတာတက်ဟုတ်တယ်မဟုတ်လားရှင်းလေးပဲလေကျွန်တော်ပြောတာဘာမှမဟုတ်ဘူးဒီတိုင်းကိုအချက်လက်ပြဆွဲပြတာစစ်တီတာတက်ကဒုကဘာကချင် KIA နဲ့ပေါင်းပြီးတော့ကုတ်ကဲတယ်ဘယ်နေရာမှာတော့ရှိတယ်ဘယ်နေရာမှာမှန်းတော့သိတယ်အဲ့ဒီစစ်တီတာတက်ဆိုတဲ့ UNG ရဲ့စစ်တီတာတက် KIA စစ်ဒုကဘာကုတ်ကဲတဲ့စစ်တီတာတက်ကစကိုင်းတစ်ခုလုံးပါတယ် right ဒါဆိုပြီးပြီလေဘာလို့ဆိုရင်မသိပါဘူးဆိုရင် COC မရှိတဲ့အဖွဲ့ဗျံမတာအဖွဲ့ဖြစ်မှာပေါ့ right မသိစရာအကြောင်းမရှိဘူးဘာလို့ဆို UNG ကဆိုရင်တော့ဗျံမတာပြောလို့ရတယ် KIA ပါနေလို့ဒီလောက်ထိကြီးမားတဲ့စုဖွဲ့မှုနဲ့တိုက်စစ်စင်ရေးတစ်ခုကိုမသိစရာမပစရာအကြောင်းကိုမရှိတာဒါဟာခိုင်မာစွာကောက်ချက်ဆွဲပြီးတော့တိကျစွာပုံဖော်တာအဲ့ဒါကိုနားလည်ပြီးလက်ခံမှာပဲအဖြေရှာလို့ရမှာမဟုတ်လားကချင်တိဓာတ်ကြည့်ဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်လုပ်မှာလဲကျွန်တော်ပြောတာ KIA တစ်ခုလုံးကချင်လူမျိုးနဲ့လည်းမဆိုင်ဘူးအဲ့ဒီစစ်တေတာရဲ့စံတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ဒီကဘာရဲ့ဥဆောင်မှုလည်းဖြစ်ချင်ဖြစ်မှာပေါ့ဒါမှမဟုတ်လည်းပတ်တော့လို့ UNG ရဲ့စောက်ကြည့်ရုပ်ပြီးတော့နားချထားပြီးတော့လူပေါင်းမားနေတဲ့ KIA ဒုကဘာလည်းဖြစ်ချင်ဖြစ်မှာပေါ့ KIA အဖွဲ့ကြီးမကောင်းပါဘူးလို့ကျွန်တော်ပြောတာမဟုတ်လားအကျိုးစီးပွားရနေတဲ့ရွှေတွင်းတွေကိုရနေတဲ့တာရနေတဲ့ဒုကဘာစီမံခန့်ခွဲမှုအမှားလည်းဖြစ်ကောင်းဖြစ်မှာပဲဖြစ်ဖို့တော့နည်းပါတယ်ဒီဟာကြီးကအပေါ်ထိမသိပဲနဲ့လုံးလို့မရဘူးလိုက်စာမှာရုံးရှိတယ် KPICT ရှိတယ်ဒါဟာကချင်လို့ပြောတာဒါကြောင့်မို့တိတိကျကျကြံတဲ့တက်သိတော့ထုတ်ကြမလို့ဘူးပြီးနေပြီဒီဟာနဲ့ဒီတော့ရှင်းလေး KIA ပါတယ်ဒါဟာဖက်စည်းပုံရဲ့ရန်တရားအနေနဲ့ကိုကြည့်တာစကိုင်းတိုင်းဟုတ်လေ KIA စစ်တေတာတစ်လေ
ဒီတော့ပြန်ပြောပါမယ်ခုနကအဲ့ညမှာဘယ်လိုပဲကြည့်ပြည်သူခံရတာဘယ်လောက်ရက်ဆက်လဲစဉ်းစားကြည့်ဘုံက BNRA ဖွဲ့စည်းဖို့ပြက်သွားပြီးဘယ်ရောက်မှမသိတဲ့အချိန်ဘုံကလက်နဲ့ချသွားတဲ့တည်င်းတွေထွက်လာတယ်ရင်းမပဲပလက်နဲ့တဝိုက်စက်ကစီလေချမိပြီးစစ်စစ်ကြီးအခုချိန်ကြီးတို့ဘုံတွေနဲ့ဘုံချတယ်မင်းဒီနေ့မနေ့မှကျတော့ post တင်ပေးဖြစ်တယ်မဟုတ်သွင်းရွာမှာအဲ့ဒီဆက်နေတော့အဲ့ချင်း30ကျော်လောက်မီးလောင်ပြစီသွားတယ်ဓာတ်ပုတ်တွေကျတော့တင်ပေးထားတယ်လေအဲ့ဟိုတနေ့ဆိုရင်လူတိမြန်လို့ချက်ချင်းညှိလိုက်တာ3အိမ်ပဲပါတယ်ရွာလဲမှာအခုတော့20ကျော်အဲ့ဒါဟာတရွာတည်းမဟုတ်ဘူးတခြားဒေသတွေမှာလည်းအကောက်စီမီးရှို့နေတာရှိတယ်ဒီလိုချင်းနေမှာ BNI ဘုံကရှိတော့အဲ့ဒါတခုမှမဖြစ်ဘူးBNI ရှိတဲ့အချိန်မှာအဲ့ဒေသတွေကိုစစ်ကောက်စီဝင်လို့ကိုမရတာ right အခုမှဖြစ်တာမဟုတ်လားဒီတော့မားတာဘာတူလဲကျွန်တော်ပြောတာစစ်တပ်နဲ့ပေါင်းတာမပေါင်းတာပေါင်းပြီးတော့ပေးတဲ့ရလက်ကိုအောင်ခိုင်မာမှုမရှိသေးဘူးတေချာလာတော့လက်ရှိစစ်ကောက်စီစစ်ကြောင်းဝင်ပြီးတရမ်းနေတယ်ပြူစောတိရွာတွေနဲ့ပေါင်းပြီးစိတ်ကြိုက်မွေးနေတယ်BNI ရှိတော့မွေလို့မရဘူးဒါသက်သေရှိတယ်ဇီးပြူကောလို့အင်မတီလို့ဒီတိုင်းပဲသေးဒီတော့ဒီနေရာမှာရန်သူနဲ့ပေါင်းပြီးတော့ BNI ဖြူသွားတာရန်သူဘက်ကလုတ်ပေးသွားတဲ့အကွက်တိုင်းရန်သူအတွက်ကိုတေချာပေါက်ဖြိုပေးလိုက်တယ်လို့ဖြစ်နေတယ်တစ်ဖက်ကကိုချင်းချင်းဆိုပြီးတော့ရှောင်ထွက်သွားတယ်တအားအမောတင်တာမဟုတ်ဘူးခွင့်လွှတ်လို့မရတဲ့အမားမျိုးမလုံမိဖို့လိုတယ်ဆိုတာအဲ့ဒီမှာပါတယ်ဒီဟာကခွင့်လွှတ်လို့ရတဲ့အမားလားပြန်တောင်းပန်မှာဒါမှမဟုတ်လည်းပြန်ပြီးတော့တခုခုလုပ်ပေးနိုင်မှာပဲရတော့မယ့်အခြေအနေလားတော့ပြန်စဉ်းစားကြည့်အောင်ဟုတ်မင်္ဂလာပါဒီတော့အဲ့လိုမျိုးဟာနောက်တစ်ချက်ကကျွန်တော်တို့ပြောခဲ့တဲ့ဟာအဲ့တော့အိုင်းမှာလည်းတင်လာတယ်ရေးပြီးတော့အဲ့အတွက်လည်း blind ဆွဆွဲရတာဖြစ်တဲ့အတွက်ကြောင့်အရေးကြီးတဲ့ post တည်င်းဖြစ်တဲ့အတွက်ကြောင့်ဝမ်ပါကို short တုံးနဲ့ပြည့်တဲ့ဥစ္စာတက်သိယူထားရတယ်အဲ့တော့အဲ့မှာလည်းပြောတယ်သူတို့ဆက်သွယ်မိမြန်ထားတာတက်သိရှိတယ်အဲ့မှာပြောချင်တာကဘိုးတော်နီသူ့ဘာရစာတို့အဲ့ဒီခါကွာတေချာပေါက်မဟုတ်တိုင်းကိုဖမ်းတာကိစ္စကကျွန်တော်ပြီးပြောပြမယ်ဒီတစ်ခါပြီးတော့မယ်အဲ့ဒါတွေက UNG ကငါအောင်မဟုတ်တဲ့တက်တွေကိုဖြိုတဲ့ဥစ္စာကျွန်တော်ပြောပြီးပဲမန္တလေးတိုင်းမှာ anti-PDF အရင်ဆုံးစပြီးတော့ဖြိုခံထိတယ်ပြီးတော့ BNRA GZA SRA ထက်ကចောင်းသားတက်တို့မဟုတ်ပါဘူး NLA ခေါင်းဆောင်တွေဖြိုခံထိတယ်အခုလက်ချိန်ဒီဆိုရင်ဒါဟာငါအောင်မဟုတ်တဲ့ local အဖွဲ့အမိုက်လို့ပြောနေတဲ့ဟာမျိုးကိုအမိုက်ခါနေတာနော်ဒီတော့ပြောပြမယ်ဒီလိုမျိုးဘုတ်KIA ကိစ္စတွေနောက် short တိုက်တုံးပေးပြီးတော့ပြစ်ခိုင်းတာတွေပါတွေမှာပြန်ပြီးတော့ရဲဘော်ဆက်တက်ဦး short တိုက်တုံးပြတဲ့အဖွဲ့ drone ဖွဲ့ဘုတ်ချက်ခန့် TV တေသွားတာတွေဟာတည်င်းပေါက်ကြမှုဒါကျွန်တော်ကြည့်တော့ညလည်းနဲ့သွားပြီဆိုတော့ line ကောင်းတယ်လေအရေးကြီးတဲ့အခန်းနောက်ထပ် key point 3-4ခုလောက်ကျန်သေးတယ်ဆက်ပြောလိုက်မယ်လေနော် ACC ပြောမလားပြောနော်ဆက်ပြောလိုက်မယ်ကျွန်တော်ထူတာဟုတ်တယ်ထူမယ်ထင်တယ်ဘာလို့လဲဆိုကျွန်တော် line စစ်ထားတယ်ပြင်ဆင်ထားတယ် line ကောင်းတယ်ပေါ့နော် okay အခုတော့ရောက်ပြီထင်တယ်โอเคရပြီနော်ဒီတော့မောဟာဒီဟာတွေထူလိုက်မှာပဲโอเคခုနဟောက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်ဆိုလိုတဲ့ဥစ္စာမှာက2ချက်လောက်ပြီးသွားပြီနော်ဒီဘက်ကတိုင်းရသားတွေနဲ့အလဲပိုင်းပေါ်မှာခြေနေတစ်ခုဖြစ်လာတယ်နောက်တစ်ခုကဒီ KIA တို့ပါတို့ရဲ့ပတ်သက်မှုရှိတယ်ဆိုပြီးတော့ပြောတယ်နောက်တစ်ခုကအဲ့ညမှာနော်တေချာစဉ်းစားပါရန်သူကအမြတ်ထုတ်သွားတယ်အလဲပိုင်းအခုစကိုင်းရင်းမှပဲပလဲမုတ်သွင်းမုံရွာပိုင်းဒေသတွေမှာစစ်ကောက်စီပဲနေရာပြန်ယူနေတယ်အဲ့ဒီအခြေအနေကိုကြည့်ရင်အစတော့က UNG တို့ပါတို့ကသူတို့ရမှတ်ထင်ခဲ့ပုံရတယ်အဲ့ဒီနေရာကိုသူတို့ထိချုံနိုင်မယ်ပေါ့မဟုတ်စစ်ကောက်စီကအပီအခုချိန်မှာတစ်ခါအခြေခိုက်ကိုပဲတေချာပေါက်စစ်ကြောင်းဝင်ထိုးနေတာမဟုတ်လား UNG ထင်တာကဘုံတကားနေအောင်ငါတို့တော့ခက်တိတိထိုင်နေလို့မိန်ပြီးတော့လုံနေလို့ရမယ်လို့ထင်ခဲ့ပုံရတယ်အခုကစစ်ကောက်စီတွားလာနေပြီစစ်ကောက်စီကဝင်ပြီးတော့အမှန်ကန်ဝင်ဖြင်းလိုက်တာဟုတ်တယ်မလားကျွန်တော်မြင်တာသူတို့ထင်ထားတာကသူတို့ရမယ်ပေါ့ဒါမှမဟုတ်လဲစစ်ကောက်စီနဲ့ UNG ပေါင်းပြီးတော့ထိန်းတာပဲဘုံတကားနေအောင်လေ
ဟုတ်လားရော့ဘယ်လိုပဲကြည့်ကြည့်စက်ကောက်စီကတော့အခုချိန်မှာရှိနေတယ်သိချာစဉ်းစားပါအဲ့နေရာမှာနော် UNG မှာဘန်နာငွေတွေပါတွေအားလုံးကိုစက်ကောက်စီကိုတိုက်ဖို့ကာကွယ်ရေးဌာနဘက်ကို64ရာခိုင်နှုန်းလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီအတိုင်းသုံးမဲ့ဆိုပြီးတော့9နှစ်တာမှာဒီပြည်မှာလက်နက်တပ်ဆင်မှု10ရာခိုင်နှုန်းတော့မရှိပါဘူးဒီတော့တိုက်ပွဲကြီးကြီးမားမားလည်းတပွဲမှမရှိဘူးအတွေ့အကြုံလည်းမရှိဘူး UNG မှာလက်နက်ခဲယတပ်ဆင်မှုဟာလည်း10ရာခိုင်နှုန်းလောက်ပဲရှိတဲ့အခြေအနေကိုပြောခဲ့တယ်9နှစ်တာမှာရတဲ့ပမာဏအနည်းဆုံးနဲ့တွေ့တော့ဒေါ်လာတန်း900 400လောက်တော့ရှိမှာပဲဒါဟာအလုပ်ပေါင်းလိုက်ရင်လက်နက်တပ်ဆင်မှုမရှိဘူးကြည်မလုံလောက်ဘူးနောက်တစ်ခုကလူငယ်အင်အားတွေမရှိတော့ဘူးတိုင်းသားဒေသမှာတော့တိုက်ရပြန်ပြောချင်တာက UNG ယူခဲ့တဲ့တိုက်ပွဲအားလုံးဟာ EAO တွေတိုက်တဲ့တိုက်ပွဲအောင်ပွဲတွေကိုနာမည်ယူခဲ့တာနိုင်ငံတကာမှာအဲ့ဒါနဲ့ကြီးပဲစုစည်းထားတရားရအောင်ပြောဆိုပြီးတော့နာမည်ယူတာဟုတ်လားတိုက်တဲ့ပွဲမြေပြင်မှာဆန်းစားရေးမရှိဘူးဒါပေမဲ့တစ်ချက်ကဒါအပြစ်မှာကိုယ့်ရဲ့ပြဋ္ဌာန်းခွင့်ကိုလိုချင်တဲ့ကိုဒေတာကိုအုပ်ချုပ်ခွင့်ကိုလိုချင်တဲ့တိုင်းရင်းသားတွေအပေါ်မှာလည်း Federal စနစ်ကိုမကြိုက်ဘူးဥပမာ AA တို့ဆိုတအားရှင်တဲ့ Confederation ပုံစံ model နဲ့တွားမယ်အမျိုးသားနိုင်ငံတော်စင်ကိုတဖြည်းဖြည်းတက်လာမယ်အချိန်တစ်ခုရောက်ရင်တော့ပြန်ပြီးတော့ Federal နဲ့စုမယ်ရည်ရွယ်ထားတဲ့ unitary တောက်တာကသူဒေတာဟာကာယူတမ်းမှာဖြစ်တဲ့နယ်စပ်ဖြစ်တဲ့အတွက်ကြောင့်တခြားပြင်ပရန်တွေကောက်ွယ်တာဒါဟာသုံးမရမှာမလို့ဒီမိုကရေစီနောက်မှသုံးမယ်ဘယ်လိုပဲပြော KIA လည်းအခုချိန်မှာ Confederation တိုက်ကိုတွားတယ်ဘာဖြစ်လဲဆိုရင်ကော်လင်းကတာကမ်ဘလူလိုမျိုးကတော့လို့တိုင်းကိုသူကိုယ်တိုင်ထုတ်ပြီးတော့ပြောပြီးတော့နော်ဒါဟာဘက်ဖားခံတဲ့ပုံစံမျိုးနဲ့ပြောတဲ့အတွက်ကြောင့်ဒါဟာအထက်ပိုင်းဟာခိုင်မာတဲ့ကချင်ပြည်နယ်လွတ်မြောက်ရေးစုံတစ်ခုကိုဖန်တီးတာထပ်ပြီးကြည့်ရင်အုပ်ချုပ်ရေးတွေတရားစီရင်ရေးတွေပါတဲ့အတွက်ကြောင့်ဒါဟာ Confederation တိုက်ကိုတွားတာအားလုံးကအဲ့လိုတွားတာအဲ့လိုအခြေအနေမှာ Federal စနစ်အစားဘဟုတ်ချုပ်ကင်မှုပဲအတင်းအကျပ်ပုံဖော်ပြီးလှုပ်ဆောင်နေတာ UNG အာဏာရှင်ဟောင်းနေရာမှာအစားထိုးအာဏာရှင်အသစ်တစ်ခုဖန်တီးပြီးတော့ငါတို့အာဏာရဖို့အတွက်ငါတို့အောက်ကဘက်ကပဲတစ်တေဘက်ကပဲရှေ့ရှေ့သူများတိုက်တဲ့ပွဲယူမယ်ရတဲ့အကျိုးများတွေစားပြီးတော့အာဏာမရမကအတင်းပြန်ပြီးပုတ်ဖော်တာအာဏာရှင်အသစ်ငါတို့စီကအာဏာလူသွားလို့မင်းတို့လာတိုက်ပေး PDF တွေလာတိုက်ပေးငါတို့အာဏာပြန်ရပေးဒီလိုမျိုးအဲ့ဒီအခြေအနေကအခုချိန်ထိဒီတော့အခုချိန်ထိဖြစ်လို့ယုံကြည်လားဆိုရင်တော့ပြည်ပလူတွေတွားသူယုံတာတပိုင်းပြည်တွင်းမှာတော့အေးချတယ်ကျွန်တော်ပြောရတဲ့ပြည်တွင်းမှာ UNG ကိုတကယ်မှန်မှန်ကန်ကန်ပြည်သူတွေနဲ့နားလည်တဲ့လူတွေဟာ80ရာခိုင်နှုန်းတော့ UNG ကိုမယုံတော့ဘူး right သိချလားယုံလားမယုံလား UNG ယုံသေးလားရပြီဟုတ်ဘာရပြီပြောတာလဲပြောတာရပြီလား line ပြန်ရပြီပြောတာလားရပြီဆိုတော့ကျွန်တော်ဆက်မပြောနဲ့တော့ဆိုတဲ့သဘောလားဆိုတော့ဟုတ်ပါဘူးနော် line ရပြီပြောတာထင်တယ်အော်ပေါင်းထိတာလိုင်းရတော့ပြောတော့လားစကားပြောတော့ရပြီလို့ရက်ခိုင်းတာလားမသိဖြစ်တယ်ဒီတော့ပြောချင်တာကမယုံဘူးမလား UNG မယုံကြတော့သိချပါတယ်သိတဲ့လူတွေကမယုံပါဘူးပို့ပြီးသိချတာကနော်မြေပြင်မှာပိုးဆိုးပတ်ဆက်ကူက Devil Star နဲ့တွားတာလိုင်းရတော့ဒီတော့ပါကဖားတွေ PD အဲ့ဒီကျူးလွန်တဲ့ဥစ္စာတွေကိုရှစ်ပြဦးစင်ပြောင်းနေတယ်